မြောင်းတဲ့ကိုခေါင်းဆိုင်ကြနေတော့မင်းတို့လာတွဲမဲ့ယောက်ျားငါမဟုတ်ဘူး ဟဲ့ငါ့ကိုမတွဲနဲ့ဗမာလဲငါ့ယောက်ျားသူ့မှာငါ့ကိုပြုစုရမယ်တာဝန်ရှိတယ်ဦးထင်ကောခေါ်စမ်းဟဲ့ဦးထင်ကော မင်းအိမ်ပြန်မလာတဲ့နေ့ပဲငါနိုင်ပိုင်းနေရတယ် ဟာ အိမ်ပြန်လာမင်းဘာဖြစ်လို့ပြဿနာကြီးခေါ်လာဟမ်သူဆို ဟာကျမယောက်ျားဦးထင်ကိုရောက်လာတွဲပါဦးကျမ ဘာလို့တွေ့ရမှာမြောင်းတဲ့ကိုခေါင်းဆိုင်ကြနေတော့မင်းတို့လာတွဲမဲ့ယောက်ျားငါမဟုတ်ဘူးသူဆိုမင်းကိုမင်းကြည့်တာသူဆိုမင်းဒီလောက်အော်ဟဲ့စူပူတောင်းတန်းနေတာမင်းကိုကြည့်ရလေစက်သိဒဇက်မအောင်မရှိတော့တာ ရှင်ကအခုတော့အဲ့စကားပြောပြီပေါ့ဟမ်အရင်တော့ကတော့တိတ်ချောလိုက်တာအရင်ချစ်ပါရဲ့ဆိုပြီးတော့ပြောခဲ့ပြီအခုကျတော့ကြက်တင်မရှိတော့ဘူးလေလားကြာရှင်လည်းပြောချင်တာပြောကျမလည်းနေချင်သလိုနေမယ် နေပါမင်းကြိုက်တယ်လို့နေလို့ရတယ်ငါစိတ်ဝင်စားဘူးအေးဒါပေမဲ့မင်းမူယူလာရင်ပတ်စံနေလိုက်မချင်းနဲ့လူကြားထဲမှာငါအကျွေးတောင်းခံရင်မင်းတို့ဒီအတိုင်းမထားဘူးတူဆိုမင်းကိုမပြန်ချင်ရင်ဒီပို့နေပို့စားတဲ့အချင်းကိုအခုထိမပြင်တော့ဘူးလားဟဲ့ ဓမ္မအကျွေးဆက်ပေးနေဆိုပြီးရှင်ကိုရှင်ကျေးဇူးရှင်လို့ထင်းမနေနဲ့ရှင်ကိုချမ်းသာရဲဆိုတာကျမမိဘတွေရဲ့ပိုင်ဆိုင်မှုတွေပါဓမ္မကျေးဇူးရှင်ကိုကျေးဇူးမကမ်းနဲ့ကိုဘွားကိုတိ တူတူစောမဲတော်လိုက်ပါတော့ဟဲ့ခုလိုမျိုးမလေးမဆန်မလုပ်ပါနဲ့လို့မင်းတို့တာဘဏ္ဍခါပြောရမှာလဲမေရဲ့မေဒီပုံစံနဲ့ဆက်လုပ်နေမယ်ဆိုရင်ဒါဒီမှာမနေတော့ဘူးနော်မေဒါအခုပြောနေတဲ့စကားတွေဟာအပိုလုပ်ပြီးပြောနေရမဟုတ်ဘူးဆိုတာဟုတ်မေသိရမလားတာလီ မေခုလိုမူမူပြီးပြန်လာတယ်ဒါမကြိုက်ပါဘူး တာလီရဲ့တာလီရောအမေကိုအဲ့လိုမပြောပါနဲ့အမေမဒီတာလီတယောက်ကိုပဲချစ်နေရတာအမေမဒီတာလီတယောက်ပဲရှိရလေနော် ချစ်တယ်ဆိုရင်စိတ်ဒုက္ခမပေးနဲ့လေမေရဲ့ဒါစိတ်ချမ်းသာပဲနေခြင်းနဲ့မေရဲ့ အေးမဟုတ်ဒါမကြိုက်ဘူးဆိုရင်အမေစင်နေမှာမယ်နော် မဲအမေကိုသူခန်းနဲ့ပို့လိုက်တော့ တာလီတာလီမေကိုစိတ်မဆိုးတော့ဘူးဆိုရင်တာလီပဲလိုက်ပို့နော် ကဲဒါမေးလားရွေးရှာပြီဘယ်လိုလုပ်တော့